ချစ်သူကောင်းဆိုတာတကယ်တော့တယောက်ကိုတယောက်လက်ထပ်လိုက်တာနဲ့ဒါမှမဟုတ်ကိုယ်လက်နှီးနှောလိုက်တာနဲ့ချစ်သူဖြစ်သွားရောတယ်လားဘယ်ဟုတ်ပါမလဲလေကဘာနဲ့ချီးပြီးပြောရရင်အိမ်တော်တွေဂရေနဲ့ချီးပြီးရှိတယ်လို့ကိုယ်လက်နှီးနှောနေသူတွေလည်းတန်းနဲ့ချီးပြီးရှိရင်လေဒါပေမဲ့အဲ့ဒီအထက်ကနေပါကသာတကယ်ချစ်သူစစ်စစ်တွေပါချစ်သူစစ်စစ်ဖြစ်ဖို့အတွက်ကိုယ်လက်တွဲပေါ်နဲ့စီးဝါးညီညီအပေးယူမျှမျှနဲ့ထာဝရဆက်ဆံနိုင်ဖို့စိတ်ရောကိုယ်ပါနှင်းပြီးဆောင်ရွက်နိုင်ဖို့ရည်ကြည်ပါတယ်ကိုယ်လက်တွဲပေါ်ဟာကိုယ်အတွက်ဆုလက်တစ်ခုလို့ယုံယုံကြည်ကြည်ရှိနေပြီးအဲ့ဒီဆုလက်ကလေးကိုနေ့စဉ်နဲ့အမျှယူရမျက်နှာတန်ဖိုးထားသမှချစ်သူကောင်းတယောက်ဖြစ်ပါမယ်ကိုယ်လက်တွဲပေါ်ကိုကိုမပိုင်ဘူးဘောဂါသာလောကကြီးကကိုယ်အတွက်သူ့ကိုခဏလေးငှားထားတာလို့နှလုံးသွင်းနိုင်မယ်ဆိုရင်လည်းအဲ့ဒါချစ်သူကောင်းတယောက်ပါပဲကိုတို့နှစ်ယောက်ကြားမှာဖြစ်ဖြစ်သမျှကိစ္စတွေတိုင်းဟာဘလောက်ပဲတင်းငယ်နေပါသေးဘလောက်ပဲခက်ခဲနေပါသေးနှစ်ယောက်လုံးအတွက်အင်မတန်အရေးပါကြောင်းကိုသူ့ကိုပြောလိုက်သမျှစကားလုံးတိုင်းဝါကြတိုင်းကသူ့ကိုကြည်နူးစေတယ်ကြည်ပွဲစေနိုင်တယ်ကိုပြုသမျှအရာတိုင်းဟာကိုတို့နှစ်ဦးကြားကတန်ရောစဉ်ကိုကိုလို့ခိုင်မာစေနိုင်သလိုရောစီရော့လေနဲ့ဖြစ်သွားစေနိုင်တယ်လေအဲ့ဒါတွေကိုသတိထားနိုင်မှချစ်သူကောင်းဖြစ်မှာပေါ့ဒီအချက်တွေအားလုံးကိုနားလည်သဘောပေါက်ပြီဆိုရင်မနဲ့လင်းလို့မျက်စိနှလုံးပွင့်တာနဲ့တခါလေတနေ့တာကိုလက်တွဲပေါ်နဲ့ပျော်ပျော်ရွှင်ရွှင်ငကိုကျင်းအောင်မယ်လို့တွေးမိပြီးကြည်ကြည်နူးနူးလေးရှိနေမှချစ်သူကောင်းတယောက်ပါတဲ့ဘဝမှာချစ်သူကောင်းတယောက်ရှိပြီဆိုတာနဲ့အလွန်ပျော်စရာကောင်းပါတယ်ကိုဘေးနာမှာကိုနဲ့အတူရှောက်လန်းဖို့ရွေးချယ်ထားသူကိုနဲ့နေ့တွေညတွေကိုဝင်တော့ဝင်ကိုတွေကိုပါမျှဝေခံစားတတ်ဖို့အစဉ်အသင့်ရှိနေတဲ့သူဘယ်သူမှမမြင်နိုင်ဘယ်သူမှမသိနိုင်တဲ့ကိုယ့်ရဲ့လှုပ်ဝက်ချက်တွေကိုမိမိရအတွင်းကြသိထားတဲ့သူကိုပေါင်းနေရင်တော့မတွေးအောင်လိုက်ရှာပြီးလုံးခြုံခိုနားရအဖြစ်သူ့ရဲ့ရင်ဝင်ကိုချင်းနာနာဖွင့်ပေးတတ်သူအဲ့လိုသူကိုမှချစ်သူကောင်းလို့ခေါ်ပါတယ်ချစ်သူကောင်းဟာကိုယ့်အတွက်ကံကောင်းခြင်းတွေကိုနေ့တိုင်းကံလှမ်းပေးတတ်သူလည်းဖြစ်တယ်သူ့အပြောသူ့ရဲ့အတန်သူ့ရဲ့ကိုယ်သိဉာဏ်သူ့ရဲ့လှုပ်ရှားပုံလေးတွေနဲ့ကိုယ်ကြည်နူးပီတိဖြစ်အောင်ဆောင်ရွက်ပေးနိုင်လို့လည်းဖြစ်တာပေါ့ကိုယ့်ရဲ့အထီးကျန်ခံစားမှုတွေကိုပျောက်ကွယ်သွားအောင်ဖန်တီးပေးနိုင်လို့လည်းဖြစ်ပြန်တယ်ကဲချစ်စွာတော့နားဆင်သူရေခမည်းဟာချစ်သူကောင်းတယောက်ဟုတ်ရဲ့လားဗျာဒါမှမဟုတ်ခမည်းမှာချစ်သူကောင်းတယောက်ရောရှိရဲ့လားလူကြီးမင်းဟာချစ်သူကောင်းဆိုရင်ခမည်းရဲ့လက်တွဲပေါ်တော့ကံကောင်းတဲ့သူဒီမဟာဗတ္တကဘာမှာရှိတော့မှာမဟုတ်ပါဘူးလူကြီးမင်းမှာလားချစ်သူကောင်းရထားရင်လည်းခမည်းလောက်ကံကောင်းတဲ့သူဤစပူမှာမရှိဘူးဆိုတာခမည်းယုံလိုက်ပါတော့ဗျာဟုတ်ကဲ့ကျွန်တော်လည်းတိတ်ကံကောင်းတယ်ကျွန်တော်ချစ်သူလည်းရမ်းကံကောင်းတယ်လို့ပြောလိုက်ရင်ကြွားတယ်များမှတ်နေမလားမသိပါဘူးဒါပေမဲ့အဲ့ဒါကတကယ်ပါကျွန်တော်တို့နှစ်ယောက်လုံးရမ်းကံကောင်းပါတယ်